များသူငါနားစင်ကြလော့ရွှေဘဝတော်အရှင်ရေမြင့်သခင်တောင်းဘူမင်းဆက်ဘယံတပင်ရွှေထီမြက်မြတ်ဘောအလိုတော်ရအရှင်မင်းကြီးဒီမကြမီပကူးမျိုးရှိရွှေမော်တော်စီတီတော်မြတ်မှာနားထွင်းမင်္ဂလာကိုကျင်းပတော်မူမီဤမင်္ဂလာရှိသောနေ့ကိုအထိတ်အမှတ်ပြုဖို့ရန်အရှင်မင်းကြီးကမိသည့်အရာကိုမျှမကြောက်ရွံ့သစ္စာတရားမယိမ့်ညိုင်သောစိတ်ဓာတ်ရှိသည့်သူရဲကောင်းများကိုကိုရန်တော်ဖြစ်ရွေးချယ်ခန့်အပ်လိုတဲ့ကွသိစေရသည်မိမိတို့ရဲ့ရဲစွမ်းတတ်သည့်ဟာတောင်တန်းကြီးကဲ့သို့မတုံမလို့စိတ်ဓာတ်ကတမဏိကဲ့သို့မချိုးမပဲ့ဟုယုံကြည်တဲ့ညီသည့်ရုပ်ကြားမဆိုမိမိတို့မျိုးစားထံသတင်းပူကြစေရွေးချယ်ခံရသူတွေဟာမျိုးတော်ပကူးကိုခရီးဆက်နီးအရှင်မင်းကြီးရဲ့စမ်းသပ်မှုများကိုရင်ဆိုင်ရမှာပဲထိုက်တန်သူများအတွက်ဂုံရုပ်ယာဒူးနဲ့စီစိတ်ဥစ္စာတို့ကစောင့်ကြိုးနေတယ်ဘယံမင်းကြီးအမိန့်တော်ဖြစ်ကဲမင်းတို့ကြားလားဒါပဲကွာဒါဟာနှက်ကောင်းနှက်မြတ်ဒီကငါအတွက်ဖန်တီးပေးတဲ့လမ်းပဲငါရဲ့ခွန်အားရီဒီလေကွင်းထဲမှာအလဟတဖြစ်နေကငါမျိုးစားစီသွားမယ်ပကိုးကိုသွားပြီးဘယင်မင်းကြီးရှိမှရက်ပြမယ်ဟေးစိတ်ထင်းဆန်ခွဲလူငယ်ဘယင်မင်းကြီးရဲ့စမ်းသပ်မှုတွေကရွာထဲကနပန်းပွဲတွေနဲ့မတူဘူးဆိုတာသတိရသူတို့ပြောကြတာကတော့ဘယင်ကြီးကသွေးမထွက်တဲ့လူတည်ချင်းတရားကိုမျက်တောင်မခတ်ရင်ဆိုင်နိုင်တဲ့လူမျိုးကိုလိုချင်တဲ့လူအများကြီးသွားကြပေမဲ့မင်းရှာနေတဲ့ဂုံချက်တွေနဲ့ပြန်လာနိုင်တဲ့သူကနည်းနည်းပဲရှိလိမ့်မယ်နော်ဒါဆိုရင်ကျွန်တော်ကအဲ့ဒီနည်းနည်းတွေကတယောက်ဖြစ်ရမှာပေါ့ကျွန်တော်ရဲ့ရဲစွမ်းသတ္တိကဒီတန့်ကြီးကဘသူထပ်မှမနိုင်ပါဘူး